ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အရန်ဟောနေတဲ့အာဟာရကိုသွားစားမှာဖြစ်ပါတယ်သူစီရလေးသွားစားတာ3-4ခါရှိပြီဆိုင်ကအများတန်းပိတ်နေတော့အခုတော့တစ်ခါတော့စားခဲ့ရပြီပေါ့နော်ငပြောသီးတွေကိုပဲတစ်ချက်ရှိုးလိုက်ပါကွယ်တငင်းကုန်းစီကငပြောထိုင်လို့ပဲနည်းနည်းတော့မဟုတ်ဘူးသူကလေတော်တော်ကိုရောင်းရတာပါကြိတ်တိုးပဲအမပြင်းတဲ့ပုံလေးလည်းရိုက်မယ်ဆိုတော့ပြီးရိုက်ထားတာပေါ့နော်အိမ်ချက်ဦးနဲ့ရိုးရိုးစီပီချက်ဦးနဲ့ရှိတယ်ကိုကတော့အင်ဂျယ်ဦးနဲ့ပါဆယ်နှစ်ပွဲဆွဲခဲ့တယ်နိုးပေါင်မုံနိုးဆန်ထိုင်စားခဲ့တယ်ကိုနဲ့သွားတဲ့ညီမလေးကတော့စီပီနဲ့စားခဲ့လာတဲ့လူတိုင်းကလည်းအာဟာရနဲ့ပဲစားကြတာသိလားပေးရတဲ့ဈေးနဲ့စားရတဲ့ဟာနဲ့တော့တန်တယ်လို့ထင်တယ်အင်ဂျယ်ဦးနဲ့ကို4000နိုးအေးနဲ့ဆိုရင်နိုးဘူးနဲ့က4500ထင်တယ်မစိုးစီပီနဲ့ကတော့3500ပဲရှိတယ်စားလို့တော်တော်ကောင်းပါတယ်ဤစိတ်ဆောက်တက်နေတာမျိုးမဟုတ်ဘူးစိတ်လေးပဲအရင်လည်းအချိုရဲမြရင်လည်းကိုလည်းမစားနိုင်ဘူးပေးရတဲ့ဟာနဲ့ကတော့လုံးဝတန်တော့ပဲကွယ်သိကြပါတယ်တော်တော်များများရမ်းညွှန်းပေးကြတာမလို့ overdin ထည့်ပေးတာမှသဘောကျတော့ overdin တပူတော်ဦးနောက်ပိုင်းနေတာမဟုတ်ဘူးလေအကုန်စုံအောင်ထည့်ပြီးတော့သူတို့ရဲ့အာဟာရတော့ပေးရတဲ့စီးနဲ့လုံးဝကိုတန်တော့ပဲပြင်ဆင်တာလည်းရမ်းမဲ့တက်ရက်တယ်လို့ပြောအောင်ပါဘောနော်ပြီးစလွယ်မဟုတ်ဘူးတက်ရက်လေးဆိုတော့ရောင်းရတာပေါ့ကွယ်ကျက်ဥချင်းဟောနို့အေးပုံကြီးဆိုအကြီးပဲနော်နာမှာခုနဗီဒီယိုပြချင်းအထုပ်ကလေးဆိုလဲရောင်းတယ်တစ်ထုပ်ကို300ပဲကိုလည်းဆိုင်တစ်ဆိုင်သွားရရှိသမျှဟာအကုန်စားချင်တော့ဝယ်လာခဲ့တယ်မြေပဲကြော်ရပဲသေးလေးကြော်ရအစုံပဲအမကြီးလိုက်အိုးကြီးကိုတောင်းဟိုးပြေပဲအဲ့ဒါဘလောက်မှကြာမှာမဟုတ်ခဏလေးနဲ့ကုန်တော့မတရက်ကိုအရန်ရောင်းရတာနော်ပါဆယ်ယူရင်လည်းတေချာထုတ်ပေးတာအေးဆိုရေခဲလေးတွေနဲ့ရေတန့်ရေခဲပဲသုံးပေးတာတော့သူတို့ကဒါကတော့ကျမတို့စားမဲ့ပွဲလေးပါရိုက်ထားတာပါဒါကတော့ပေါင်မုံတို့ဆန်းမှာနောက်တစ်ဆိုင်ပြမယ်အဲ့နားလေးမှာပဲနံပြားရောက်လာရဲ့အစုံမှာပဲတော့အဲ့နားမှာနေကျမကတော့ဒါထက်ဝိတ်တယ်မှာပဲနံပြားရောက်လာလိုချင်တဲ့ပုံစံပြောလို့ရကျွတ်ယူမလားအပြော့ယူမလားကိုကသွားလေနေရနံပြားတွေ့မနေနိုင်တဲ့လူလည်းတဲမှာလည်းပါတော့လေနံပြားတွေ့တာနဲ့စားကျင်တာနဲ့သူကလေဘလို့လိုချင်လဲအကျွတ်လိုချင်လားအပြော့လိုချင်လားတကယ်တေချာဂယူးဆိုင်ပေးတယ်အဲ့ဆိုင်လေးလည်းမစိုးကိုလည်းပါဆယ်ပဲဆွဲနိုင်တော့တယ်မစားနိုင်တော့အာဟာရတွေစားပြီးတော့ဆိုလေပဲနံပြားလေးကိုအစုံရတယ်ပဲနံပြားထောပတ်နံပြားစတော်ဘယ်ရီနံပြားမစိုးဘူးဈေးကလည်း1300အများဆုံး1500 2000လားမသိပါဘူးတေချာတော့မသိခဲ့ကိုစားတဲ့ပဲနံပြားတော့1300နဲ့ပူလောင်လေးအဲ့နားမှာကြိုက်စားရင်ပိုကောင်းမှာကိုကတော့အိမ်ကိုပါဆယ်ဆွဲခဲ့တော့အိမ်ရောက်တဲ့ခါနဲ့အေးသွားပြီပေါ့နော်စားလို့ကောင်းတယ်ကွယ်အဲ့နားမှာနေတော့တလုံးပိန်မှာမဟုတ်ဘူးဟိုကစားလဲစားခြင်းဒီကစားလဲစားခြင်းပဲနံပြားလေးလဲစားကြည့်ကြပါဦးလို့